မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါ2025ခုနှစ်လပိုင်းဇူလိုင်လဖြစ်ပါတယ်ဗျာတနေ့လာသားသမီးများအတွက်တလတာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါ2025ခုနှစ်လပိုင်းဇူလိုင်လဖြစ်ပါတယ်ဗျာတနေ့လာသားသမီးများအတွက်တလတာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်နော်2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လတနင်္လာသားသမီးများအတွက်ကံကြမ္မာများတလတာကံကြမ္မာများဖြစ်ပါတယ်ဗျာရိုးအဖို့ channel မှာကြိုးတူပါတယ်ဗျာဒီတစ်ပတ်ခင်ဗျာတလပိုင်းတွေမှာတော့ခင်ဗျာတနင်္လာသားသမီးတွေကတော့ခင်ဗျာ15ရက်လောက်တွင်ကတော့အစင်မပြေဖြစ်ပြီး15ရက်ကျော်မှငွေကြီးနဲ့ပတ်သက်တဲ့ကံများအထူးသဖြင့်ဝါရင်းရောက်သွားတဲ့ချိန်မှာငွေကြီးနဲ့ကံများတားပွင့်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်တနင်္လာသားသမီးတွေကဒီချိန်မှာအိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ဤလဲနော်ဟာ15ရက်ကျော်သွားရင်အိုးအိမ်လောကနဲ့ပတ်သက်တဲ့အောင်မြင်ကြော်ကြတဲ့ကာလမျိုးတွေဖြစ်ပါတယ်မမျော်လင့်မနဲ့အိုးသစ်အိမ်သစ်လုပ်ငန်းသစ်အိုးပြောင်းအိမ်ပြောင်းလုပ်ငန်းပြောင်းနေရာပြောင်းနေယာယီပြောင်းရွှေ့နေရတတ်တယ်ကိုရင်ကိုမိသားစုမှာပုံပွင့်တဲ့တခြားအရက်ဒေတာမှာသွားရောက်ပြီးတော့နေထိုင်ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီစွန့်ခွာပြေးမှုတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရဲ့မဟုတ်ပါဘူးတစ်ကမ္ဘာလုံးမှာရှိတဲ့ဒီချိန်မှာစက်မဲ့ရေးရတဲ့အိုးအိမ်လောကတွေဆွတ်ပြပြီးရတယ်အိုးအိမ်လောကနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးမိသားစုတွေတယောက်နဲ့တယောက်ပြဿနာတက်တယ်အိမ်မှာရှိတဲ့လုပ်ငန်းတွေမခေါ်လို့အလုပ်တွေပြတ်တောက်ပြီးတော့စာဝန်တွေကြက်တယ်ပြီးတော့ငွေကြီးအထူးသဖြင့်ငွေကြီးပေးကြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အိုးအိမ်လောကနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကိုအားလုံးတို့ဟာကျွန်တော်တို့ရာဟုတောင်းနောက်မြောက်တောင်းလက်အာလူလေးကိုကိုင်းပြီးမှဆူတောင်းနော်အတင်းအားလူလေးရဲ့ကျွန်တော်လောကနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးလောကနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အမြန်ဆုံးအိုးအိမ်လောကနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ကုညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တောင်းလှဲ့နော်အာလူလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးအလောက်ကင်နဲ့ပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒီလာသန်း15ရက်အတွင်းကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတာပဲနဲ့လာသန်း15ရက်ကျော်သွားရင်ငွေကြေးနဲ့ပတ်သက်တဲ့မှာအောင်ရင်ကြော်ကြားမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ဒီချိန်မှာအလိုမပြည့်မှုငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုလက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်ပြီးမိမိလိုအပ်သောငွေကြေးများဒီချိန်မှာအလိုမပြည့်မှုမှာကြုံတွေ့ပြီး15ရက်ကျော်ရင်တော့မိမိလိုအပ်သောငွေကြေးများပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာစိတ်ချပါတိတ်နိခံကြပါဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲပုဂ္ဂိုလ်အားလုံးတို့ဟာတင်းလာအရှိရကိုလှဲ့ပြီးရေလေးတောက်ပြီးမှဆွတ်တော့အတင်းရေလေးရဲ့ကျွန်တော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးကျွန်တော်လိုချင်တဲ့ငွေရဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်လိုချင်တာဘလောက်ရောင်းဝယ်ရပတ်စံဘလောက်ဒီနေ့ဘလောက်လောက်ဝင်မှဖြစ်မှာအဲ့ဝယ်တဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောကံများငွေကြေးနဲ့ပတ်သက်တဲ့ကံများပေးရန်ဇေယျများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်တင်းလာသားသမီးတွေဒီချိန်မှာတင်းလာအရှိရကိုလှည့်ပြီးတော့ရေလေးတောက်ရင်အိုးရင်လောက်ကနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်လန်းမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်လန်းမယ်ပိတ်ဆို့နေတော့ငွေကြေးများပေးရန်ဇေယျများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်တွေနဲ့ပတ်သက်မှာလူနဲ့စိတ်မှာစိတ်ကမြန်လွန်းနေပြီစိတ်ကမြန်လွန်းတော့တခါတလေမှာလုပ်ငန်းခွင်မှာ၎င်းမိသားစုမှာ၎င်းစိတ်ကမြန်နေတော့တခုခုဟာအပြစ်မြင်တယ်လို့တခါကိုကလောနေတာဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာမိမိလိုအပ်တဲ့ဆန္ဒတွေတခုခုလိုအပ်နေတယ်ဆိုရင်တော့အင်္ဂါတော့အခြေတောင်တော့လှဲ့ပြီးတော့လက်ထက်မှာဘာမှမကင်မင်းနဲ့ဆူတော့နော်ဘာမှမတိုင်ဘူးအင်္ဂါတော့မှာကျွန်တော်လောက်ကံမကောင်းဘူးဗျာလောက်ကံကောင်းခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေဘူးအယောင်းဝယ်တွေမကောင်းဘူးအိမ်မှာအဆင်မပြေဘူးပညာရေးနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့ပြဿနာတွေတက်တယ်အဖမ်းသီးတွေအချုပ်နှောင်တွေကြောက်တယ်ပြဿနာတွေကတော့အများကြီးအဲ့ပြဿနာတွေဝေးကွာပြီးစိတ်ချမ်းသာကိုချမ်းသာနဲ့အဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အခြေတောင်လှဲ့ပြီးမှခင်ဗျာဆူတောင်းမယ်ဆိုလို့ရှိရင်တက်မှာပိတ်ဆို့နေတော့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ကြည့်တယ်ကိုနဲ့နီးနဲ့စတဲ့လူယောက်ျားတွေဓာတ်ပြက်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးလူယောက်ျားတွေကိုရက်ဒေတာမဟုတ်တဲ့တခြားရက်ဒေတာထုံးခွာပြီးရတယ်အိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ဆုံးခွာပြီးရတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေတော့တောက်ကြမြောက်ရက်ကိုလှဲ့တရသီးလေးကိုင်းပြီးတော့ဆူတောင်းအတင်းတရသီးလေးကျွန်တော်လေးလူယောက်ျားတွေဓာတ်ပြက်နေတယ်အိမ်မှာမကဘူးအိမ်မကမှဖြစ်မယ်ငွေကြေးနဲ့အဆင်မပြေဘူးငွေကြေးနဲ့အဆင်မပြေအလုပ်ကိုမလုပ်ဘူးလုံးမှဖြစ်မယ်ရက်တွေတောက်တယ်မိန်းမတွေရှုပ်တယ်အဲ့ကိစ္စတွေငြိမ်းချမ်းမှဖြစ်မယ်ဒါကြောင့်အတင်းသေးလေးကသူတို့မှပိတ်ဆို့နေတဲ့အလောက်ကင်များမိသားစုမှပူညာဖြစ်မှုများရက်သေးတာတောက်စားမှုများ
ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးအစဉ်ပြေအောင်အသင်သေးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်တရတိလေးကင်စုကြောက်မဲ့ဆိုရင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများဒီတလအတွင်းကတော့တော်တော်များများအစဉ်ပြေမှာဖြစ်ပါတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့အလိုဆန္ဒမပြည့်ရင်တောက်ကြမြောက်ရက်ကိုလက်တရတိလေးကင်ပြီးဆူတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဖြစ်ရင်တော့တနင်္လာအရှိရက်ကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်နေတဲ့ကံမြအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ကိုနဲ့နီးနဲ့သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးဒီအချိန်မှာမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုရင်ကိုရကိုမိသားစုကိုလုပ်ငန်းကိုနဲ့ပတ်သက်တဲ့အစုအဖွဲ့အုပ်စုတွေမှာဓာတ်ပြက်ပြီးပြဿနာအသီးသီးပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုငွေကြီးနဲ့ပတ်သက်တဲ့လွယ်သုံးသားမှုမိမတွေနဲ့ပတ်သက်တဲ့အိမ်တော်ရေးရှုပ်ထွေးမှုတွေကျုံးတင်ရသလိုပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာပညာရေးကိုတာဝန်ထမ်းဆောင်နေတဲ့ပညာရေးဝန်ထမ်းတွေကလည်းလွယ်မတဲ့ဆုံးဖြတ်တွေကြောင့်ပြဿနာတွေတက်ကြောင်းတက်နေတဲ့အကြောင်းသားကြောင်းသူတွေမလိုအပ်ဘဲနဲ့အကြောင်းသားကြောင်းသူချင်းပြဿနာတက်အပညာနဲ့ပတ်သက်တဲ့ပြဿနာတက်တဲ့ကာလမျိုးဖြစ်တယ်လို့မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းအစိုးရနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တာမြေယာတွေအရမသိသိမှုတွေနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့ကိစ္စမှာအလွဲသုံးစားမှုတွေဖြစ်နေတာကြာသာပရိဂျိုစီဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာဒီက9လပိုင်း15ရက်နေ့ထိရတော့ခင်ဗျဓာတ်ပြက်နေပြီး9လပိုင်း15ရက်ကျော်သွားရင်တော့အစဉ်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်မင်းနေဓာတ်ပြက်နေပါတယ်မင်းနေဓာတ်ပြက်တဲ့ကိစ္စလေးတွေအစဉ်ပြေအောင်ကြာသာပရိအနောက်ရက်ကိုလည်းအာလူလေးကိုကိုင်းပြီးမှစူတောင်းအသင်အာလူလေးရဲ့မင်းနေဓာတ်ပြက်နေတယ်ပညာရေးနဲ့ပတ်သက်တဲ့ဓာတ်ပြက်တယ်အပြောင်းရွှေ့နဲ့ပတ်သက်လို့ဓာတ်ပြက်တယ်ယာတူတူနဲ့ပတ်သက်လို့ဓာတ်ပြက်တယ်မြေယာတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စကြီးဓာတ်ပြက်နေတယ်ဗျာပြက်နေတဲ့ဓာတ်များအများဆုံးအစဉ်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းကြာတာပရိနောက်ရလှည့်ပြီးအာလူလေးကိုကိုင်းပြီးတော့စူတောင်းမယ်ဆိုရင်သင်တို့မှပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုသွားခြင်းတဲ့ခီးရတခုသွားနေတာတခုပြောခြင်းတဲ့စကားတခုပြောနေရတခုဖြစ်တတ်ပါတယ်ဗျာသွားတော့ခီးများအစဉ်ပြေပြီးပြောတော့စကားများအောင်မြင်ကြော်ကြားခြင်းတော့အင်္ဂါတောင်ရှေ့တောင်တောင်လဲဇွန်လေးကိုင်းပြီးမှစူတောင်းအတင်ဆုံးလေးရဲ့ကျွန်တော်ခီးတွေသွားမယ်ကျွန်တော်အပြင်တွေထွက်မယ်သွားတဲ့ခီးတွေမှာအစဉ်ပြေပြီးပြောတော့စကားတွေအောင်မြင်ကြော်ခြင်းနဲ့သွားတဲ့ခီးတွေမှာအန္တရာယ်ကင်းခြင်းနဲ့ဗျာဒါကြောင့်အန္တရာယ်ကင်းအောင်အတင်ဆုံးလေးရကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလဲဇွန်လေးကိုင်းပြီးတော့စူတောင်းခြင်းအဖြစ်သွားတော့ခီးများအနေကင်းပေးရှင်းပြီးပြောတော့စကားများအောင်မြင်ကြော်ကြတော့မှာဖြစ်ပါတယ်ဗျာဒီအချိန်မှာရိုးရည်ပြက်နေတယ်အမှုခင်းတွေဖြစ်တယ်တနိုင်ငံနဲ့တနိုင်ငံပြဿနာဖြစ်တယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးပြဿနာဖြစ်တယ်ကိုပြည်တွင်းမှာလည်းတိုင်းနဲ့ပြည်နယ်တွေမှာပြဿနာတွေဖြစ်တယ်အချင်းချင်းပြဿနာဖြစ်တတ်တယ်တခြားနိုင်ငံတွေနဲ့ပြဿနာဖြစ်တတ်ပြီးရိုးရည်နဲ့ပတ်သက်လို့ပြက်လို့အမှုခင်းပြဿနာများပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာကောင်းတဲ့နေရာမှာလည်းကြောက်ရတယ်ပြဿနာတွေဖြစ်တယ်တထိတ်တွေတလန့်နေရတယ်မကောင်းတဲ့နေရာတွေအေးဝရင်လောက်ကင်နဲ့ဆုံးခွာပြရတဲ့ကာလဖြစ်ပြီးပြည့်နေတာဖြစ်ပါတယ်ဒါမမြတ်တွေနဲ့ပတ်သက်မှရေကြီးတယ်မြေပြိုတယ်မလိုအပ်တဲ့ရေတွေကြီးတယ်ဗျာမလိုအပ်တဲ့မြေတွေပြိုတယ်ဗျာငလင်းတွေလှုပ်တယ်ဗျာဆိုတော့တဘာဝဘေးကနေမီးလောင်နေဗျာလိန်ပြက်ကြတယ်ဗျာဤပြဿနာတွေကလည်းပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာရိုးဟာတွေဖော်မှတို့ရာကြောမှဖြစ်ပါတယ်ဗျာတို့ဟာလေးတွေရိုးဟာဖော်မှအစဉ်ပြေမှဖြစ်ပါတယ်ရိုးဟာလေးတွေဖော်မယ်ဆိုရင်နွားနို့လေးတစ်ခွက်ကိုဖြောပြီးလို့ရှိရင်ခင်ဗျစူတောင်းမိမှာတစုံတယောက်သောသူတို့အစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာပြဿနာတွေကြောင့်ရင်စနေတော့နောက်တောင်လှည့်ပြီးမှခင်ဗျစူတောင်းမယ်ဆိုရင်ပြဿနာတွေဝိကွာမှာဖြစ်ပါတယ်ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြဿနာဖြစ်မှကြောင့်ရင်စနေတော့နောက်တောင်နွားနို့လေးကိုကိုင်းပြီးမှစူတောင်းပြီးအာဟာရပြုလုပ်မယ်ဆိုရင်ပြဿနာတွေကင်းပြီးတော့ငွေကြီးနဲ့ပေးရန်ဇရာများအမြန်ဆုံးအစဉ်ပြေမှာဖြစ်ပါတယ်ဗျာအလောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စကတော့ရာဟုတောင်နောက်မြောက်တောင်လှည့်ပြီးနွားနို့လေးကိုစူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တော့ပိတ်ဆို့နေတဲ့အလောက်ကင်များအမြန်ပွင့်လန်းပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီကံလေးတွေစားမယ်ဆိုစနေတောင်နောက်တောင်လည်းပြဿနာတွေကင်းပြီးတော့ငွေကြီးများအလုံးလိုက်ခဲလိုက်ဝင်နေတယ်ဆိုရင်တော့စနေတောင်နောက်တောင်လှည့်ပြီးမှဒီကံလေးတွေစားမယ်စူတောင်းမယ်ဆိုလို့ရှိရင်တော့အစဉ်ပြေသွားမှာဖြစ်ပါတယ်တကယ်လို့ဒီလအတွင်းမှာတနင်္လာသားသမီးအောင်မလေးဒီလေးတွေကံလေးတွေစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ရပြည့်2 3တို့2တို့3တို့6တို့ခွန်ဆိုတဲ့ကဏ္ဍလေးတွေကံစားမယ်ခွေးမယ်ဆိုရင်တော့အစဉ်ပြေမှာဖြစ်ပါတယ်ကိုယ်နိုင်ငံကိုလူမျိုးထီတခြားနိုင်ငံအထီတွေကိုကံစားမယ်ဆိုရင်တော့စနေတောင်နောက်တောင်လဲနွားနို့လေးကိုကိုင်းပြီးမှစူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်ပြုပါဗျာအတင်းနွားနို့လေးရဲ့ကျွန်တော်တို့ဒီကံလေးတွေစမ်းမယ်ဒီကံလေးတွေအစဉ်ပြေခြင်းနဲ့ဗျာဒီကံလေးတွေအစဉ်ပြေအောင်ကျွန်တော်တို့ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတောင်နောက်တောင်လှည့်ပြီးတော့နွားနို့လေးကိုကိုင်းပြီးမှစူတောင်းပြီးမှတရုံတယောက်သူတို့အစာအာဟာရပြုပြီးကျွန်တော်ဒီတစ်ပတ်ထဲမှာဒီကံလေးတွေစမ်းမယ်ဒီတွေက2တို့3တို့6တို့9တို့ပါတဲ့ကဏ္ဍလေးတွေကန်စမ်းမယ်ဗျာ
အဲ့ကျွန်တော်စမ်းတဲ့ကန်တန်းလေးဒီစမ်းမဲ့ကန်လေးတွေအများဆုံးပွင့်လန်းပါသေးကြောင်းလေးလေးစားစားဆူတောင်းမစင်တင်းတို့မှာပိတ်ဆို့နေတော့ထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်2025ခုနှစ်လပိုင်းเนาะဇူလိုင်လရဲ့တင်းနှင်းလာသားသမီးတွေအတွက်ကံကြမ္မာများဖြစ်ပါတယ်ဗျာတင်းနှင်းလာသားသမီးတွေတော့ဒီကာလအတွင်းမှာတော့ကျွန်တော်တို့ကတော့ဘာတွေဖြစ်တုံဆိုခီးကားနဲ့ပတ်သက်တဲ့ကိစ္စတွေဝါဒတာနေတယ်တခုခုလွဲချော်နေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ပိတ်ဆို့နေတဲ့ငွေကြေးများအများဆုံးဝင်ရောက်တတ်တဲ့ကာလမျိုးဖြစ်ပါဒီချိန်မှာရိုးရာတွေဖော်ကြပါငွေကြေးနဲ့ပတ်သက်တဲ့ရေရာတွေဖော်ကြပါတင်းနှင်းလာအရှိရကိုလှည့်ပြီးမှရေလေးတွေမကြခဏဆူတောင်းနေတယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတခုသေးတော့ရေရာတော့တင်းနှင်းလာအရှိရကိုလှည့်ပြီးရေလေးတွေတောက်ပြီးဆူတောင်းဒါမှမဟုတ်ဘာမှလက်ထက်မှာကင်လို့မရရင်တော့အင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးမှတခုခုကိုဆူတောင်းနေကြအပြင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအများဆုံးပွင့်လန်းပါစေကြောင်းနော်ဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာဒါကတော့2025ခုနှစ်9လပိုင်းဇူလိုင်လတနေ့လာသားသမီးရဲ့တလတာကံကြမ္မာများဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ